大家好，ဒီချက်စနီတို့ကပြောတဲ့နေကနေမှအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်။老师ကတော့ချမ်း老师ပါ။老师ဒီတစ်ခေါက်မှလေနောင်လေးတစ်ခုကိုတခြားကို share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ဆိုတော့ let's go ကြည့်လိုက်ရအောင်။အဲ့တော့အကြောင်းအရာတစ်ခုခုကအကြောင်းပြချက်တစ်ခုခုကြောင့်မလို့ဒီလိုဖြစ်သွားတဲ့ဒါမျိုးကိုပြောချင်တဲ့အခါမှာအကြောင်းပြချက်အကြောင်းအရင်းဆိုတဲ့နောင်လေးကိုဘယ်လိုပြောကြမလဲပေါ့တရုပ်လိုမျိုးအဲဆိုလို့ရှိရင်ဒီမှာဖြင်းလေးနဲ့ဟာလေးကိုအရင်ကြည့်လိုက်ရအောင်yuan yuan yuan yin yin yuan yin yuan yin အကြောင်းပြချက်အကြောင်းအရင်းအဲ့တော့你အလုပ်လာနောက်ကြတယ်ဘာအကြောင်းပြချက်ကြောင့်လဲဘာအကြောင်းပြချိလို့လဲ你အလုပ်လာတာနောက်ကြတာအဲ့တော့ဘာအကြောင်းပြချက်လဲအကြောင်းရင်းကဘာလဲအဲ့ဆိုရင်有什么原因有什么原因有ဆိုရင်ရှိတယ်什么什么ကဘာကိုပြောချင်လဲဆိုရင် what ဘာဆိုတဲ့စကားလုံးလေးကိုပြောချင်တာအဲ့နောက်ကနေမှ原因အကြောင်းပြချက်အဲ့တော့什么原因ဘာအကြောင်းပြချက်အဲ့တော့有什么原因ဘာအကြောင်းပြချက်ရှိလို့လဲဘာအကြောင်းရင်းရှိလို့လဲထားပါတော့အဲ့ဆိုရင်ကိုပြန်ဖြေမယ်ဆိုတော့ငါအလုပ်လာတာနောက်ကျတာကအရာထားနောက်ကျသွားလို့ပါဒီလိုပြောချင်နေဆိုပါဆိုအဲ့တော့我上班迟到的原因是起床晚了ဒီလိုပြောလို့ရတယ်ပေါ့နော်ငါ上班အလုပ်တက်တာပေါ့နော်上班迟到အလုပ်တက်တာနောက်ကျတာ上班迟到的အလုပ်လာတာနောက်ကျတဲ့原因အကြောင်းပြချက်是က okay ဘာလို့လဲ起床晚了起床晚了အရာထားတာနောက်ကျသွားလို့ပါဒီလိုမျိုးတွေပြောရပေါ့နော်အဲ့တော့နောက်ထပ် example နည်းအကြောင်းထပ်ကြည့်လိုက်ရအောင်အဲ့တော့နောက်တစ်ကြောင်းပါလေလဲဆိုရင်အဓိကအကြောင်းပြချက်ကတော့အကြောင်းပြချက်တွေအများရှိတဲ့ထဲကမှအဓိကအကြောင်းပြချက်ကတော့လို့ပြောချင်တာအဲ့ဒီမှာအဓိကကြတော့အဲ့ဒီအဓိကကြတော့ဆိုတဲ့အကြီးလေးကိုဘယ်လိုပြောလဲဆိုရင်主要အဓိကကြတော့သူနောက်ကရှိတော့的ဆိုတာနဲ့ကပ်ပြီးသုံးနေပေါ့နော်အဲ့တော့မပါလဲရတယ်ဒါပေမဲ့လို့ရှိဒီမှာတော့ထည့်ပေးထားတယ်主要的原因အဓိကကြတဲ့အဓိကနော်原因အကြောင်းပြချက်是ကတော့主要的原因是အဓိကအကြောင်းပြချက်ကတော့ခုနဟာနဲ့ပြန်ဆက်ပြောရမယ်ဆိုလို့ရှိရင်起床晚了对吧主要的原因是起床晚了ငါယုံလာတာအဓိကအကြောင်းပြချက်ကတော့ကွာအေးရထားတော့ကြတော့လို့ပေါ့ဒီလိုမျိုးလေးပြောချင်တာပေါ့နော်အဲ့ကနေမှနောက်ထပ် example လေးတစ်ခုအဲ့လိုပြောနေနေကိုဘောကတယောက်ကကိုရဲ့လုပ်ဖို့ကပဲကဝင်ပြောရဲ不是这样အဲ့လိုမဟုတ်ဘူးဘာလို့လဲ他迟到的原因是堵车他迟到的原因နောက်ကြတဲ့အကြောင်းပြချက်是ဆိုတော့ကတော့堵车ကားပိတ်တာကိုပြောချင်တာပေါ့နော်堵车ကားပိတ်နေလို့သူနောက်ကျရတဲ့အဓိကအကြောင်းပြချက်ကတော့ကားပိတ်နေလို့ပါဒီလိုပြောချင်တာโอเคအဲ့ဒါမှလည်း老师တို့က原因ဆိုတာလေးနဲ့ထည့်ပြီးသုံးထားတယ်အဲ့ဒါဆိုနောက်ထပ် example လေးနည်းနည်းတော့ထည့်ကြည့်လိုက်ရအောင်အဲ့တော့နောက်ထပ် example လေးနှစ်ကြောင်းလောက်ထည့်ကြည့်လိုက်ရအောင်没有人知道他离开的原因အဲ့တော့老师တို့ဒီမှာ没有人လည်းပြောလို့ရတယ်没人လို့လည်းပြောလို့ရတယ်Okay 没人知道ဘယ်သူမှမသိဘူး没人知道ဆိုတာကဘယ်သူမှမသိဘူးလို့ပြောချင်တာဘာမသိတာလဲ他သူ离开ဆိုတာကထွက်ခွာသွားတယ်လို့ပြောချင်တာ离开的ထွက်သွားတဲ့原因အဲ့တော့ချစ်တို့က原因က noun free noun လေးဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်သူ့ရဲ့အတုံးအနှုံးကအရင်ကြီးခက်ခဲတော့မဟုတ်ဘူးအဲ့တော့ချစ်ဒီအကြောင်းလေးကိုပြန်ကြည့်မယ်ဆိုရင်没人知道他离开的原因ဘယ်သူမှသူထွက်သွားတဲ့အကြောင်းရင်းကိုမသိဘူးဒီလိုပြောချင်တာအဲ့တော့没人知道ဘယ်သူမှမသိဘူးဆိုတဲ့ phrase ဒီပေါ့နော်အဲ့ဟာလေးက没有人知道လည်းပြောလို့ရတယ်没人知道လည်းပြောလို့ရတယ်အတူတူပဲပေါ့နော်အဲ့တော့没人知道ယုံဖြုတ်ထားရဲဆိုလို့ရှိရင်သူကနည်းနည်း speaking informal ပြောထားတာပေါ့နော်ဒီလိုမျိုးလေးတွားပါလေအဲ့လိုဆိုတော့ယုံထည့်ပြောလိုက်မယ်ဆိုတော့နည်းနည်း polite ဖြစ်တယ်ပဲဒါမှမဟုတ်ရှင်စာရေးအစာအီအသားတွေမှာပို့ပြီးသုံးတာပေါ့နော်အဲ့တော့အရှိပြောချင်တာက没人知道လည်းရတယ်没有人知道လည်းရတယ် Okay 而下一个နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်因为身体原因我辞职了 Okay 因为ဆိုတာက
ကြောင့်လို့ပြောချင်တာเนาะအဲ့ဒီ because ဆိုတဲ့ပုံစံမျိုးပေါ့เนาะ因为身体原因ခန္ဓာကိုယ်ပြောချင်တာကကျမ်းမာရေးဒီမှာကျတော့ရှိလို့身体ကိုခန္ဓာကိုယ်လို့မပြောတော့ဘူးပေါ့နော်သူကကျမ်းမာရေးဆိုတဲ့ပုံစံနဲ့သုံးထားတယ်因为身体原因ကျမ်းမာရေးအကြောင်းပြချက်ကြောင့်因为ပါတယ်လို့ရှိတော့နောက်ကနေကြောင့်ဆိုပြီး because ပုံစံမျိုးပေါ့နော်သူကတော့တရုတ်စာမှာတော့因为ကတော့ရှေ့ဆုံးကတော့လာတယ်သူက because ဆိုတဲ့ပုံစံမျိုးသွားတယ်ပေါ့နော်အဲ့တော့ because 因为身体原因ကျမ်းမာရေးအကြောင်းပြချက်ကြောင့်မလို့我辞职啦我辞职啦ငါအလုံနာလိုက်တယ်အလုံနှုတ်ထွက်လိုက်တယ်ဒီလိုမျိုးကိုပြောချင်တာโอเค辞职ဆိုတာကအလုံထွက်တယ်အလုံနာတယ်辞职ဆိုတဲ့စကားလုံးလေးကကျတော့ကိုတိုင်းအလုံနှုတ်ထွက်လိုက်တာဆိုတဲ့ဒီ buff ပုံစံလေးကိုသုံးတာပေါ့နော်ကိုတိုင်းအလုံထွက်တာဒါမျိုးပေါ့နည်းနည်းတရားဝင်ဖြစ်တယ်ပုံလိုက်ဖြစ်တယ်ဒီ辞职ဆိုတဲ့ဟာလေးอ่ะပေါ့နော်โอเคဒါတော့ဆိုလို့ရှိရင်เราရှိလို့原因ဆိုတဲ့ noun လေးကိုဘယ်လိုမျိုးလေးသုံးတယ်ဘယ်လို sentence လေးသုံးတယ်因为လေးနဲ့လည်းဘယ်လိုတွဲသုံးတယ်ဆိုတာလေးကို大家သိသွားပြီလို့ထင်ပါတယ်အဲ့တော့ဒါဆိုလို့ရှိရင်ကိုတခုခုဖြစ်ရတဲ့အကြောင်းရင်းအကြောင်းပြချက်တွေကိုတရုတ်လိုပြောတတ်သွားပြီလို့老师ကမျှော်လင့်ပါတယ်အဲ့ဆိုလို့ရှိရင်老师ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ对你们有用的话别忘了点赞和关注喽谢谢大家拜拜နောက် video လေးမှာ老师တို့ပြန်တွေ့ကြပါမယ်